အယောင်ဆောင်လို့ကောင်းပါတယ်ရှင်ပြားရည်တပလင်းကငါးရဖြစ်ပါတယ်လို့နော်တော့ချင်းရတော့ဝတ်ဆောင်လိုက်ပါနော်အယောင်ကောင်းတော့ပြားရည်အစစ်ဖြစ်ပါတယ်ရှင်ပြားရည်အစစ်နဲ့ကျွန်မတံပြားပြီးတလောက်တိုင်းကနော်စားနဲ့ပေါ်နေပြီးတော့လောင်းရေးလောက်ဆေးလိုက်တဲ့ရှင်နောက်ပြီးစင်ပပဆွဲပြီးအစစ်ထောက်ပြီးရင်ဒီမှာဂျင်းပပဆွဲပြီးအဲ့ဒီပြားရည်အစစ်နဲ့နေမြောင်အောင်စိတ်ထားတာလေးရှိတဲ့ရှင်အဲ့ဒါကိုကျွန်မချက်ချင်းလေးစားချင်းတယ်ဆိုတော့ဒီမှာတံပြားရည်နဲ့ရောစာမဖြစ်ပါတယ်ရှင်အဲ့လိုလေးပါနော်ကိုလိုသလောက်ပါနော်ဒီလောက်လေးဒီမှာဖြစ်ပါတယ်ရှင်ကျွန်မခါချင်းလေးကြိတ်တယ်ပိတ်အောင်ဆွဲပြီးတော့နော်နောက်ပြီးဆိုရင်အဖာကတော့ဒီလောက်လေးကျွန်မထည့်လိုက်မယ်ရှင်နောက်ပြီးဆိုရင်ဒီမှာရေအေးနဲ့အဲ့လိုရောစားပြီးတော့အခုပဲနေဘူးကပြန်လာတယ်ဆိုတော့အဲ့လိုလေးဆောင်မဖြစ်ပါတယ်နေဘူးကမပြန်လာလဲဆောက်လို့ရတဲ့ရှင်နော်အဲ့ဒါဆိုရင်ကိုခံအားတွေတိုးလာမှုဖြစ်ပါတယ်ရှင်အဲ့ဒါဆိုရင်ယောဂတွေတိုင်းရနဲ့မဝင်ဘူးရှင်ဝင်လာတဲ့ယောဂကလည်းပြေးသွားတယ်လို့နော်မိတ်ဆွေတို့ပြပြလိုက်တော့ပါနော်ကျွန်မနာမည်ကမခင်ယူဖြစ်ပါတယ်ရှင်အဲ့